မြန်သောမြစ်ကမ်းခြေစွန့်စားခန်းမြန်မာပင်လယ်ပြကြီး၏ဘေးတွင်လက်ပသောရွှေသဲတောင်ပြင်ကြီးရှိသည်ထိုတောင်ပြင်ပေါ်တွင်အဟုန်သည်လင်အဟုန်ကဲ့သို့အလွန်မြန်သောအရှိန်ဖြင့်ပြေးလွှားနေသည်သူ၏ခြေရာများသည်သဲပေါ်တွင်တက်စစ်စီကြောင်းကဲ့သို့ခြံရစ်ခဲ့သည်အဟုန်သည်ကမ်းခြေတစ်လျှောက်ရှိအုံးပင်များကိုဖြစ်ခနဲဖြတ်ကျော်ကာပျော်ရွှင်စွာပြေးနေသည်အဟုန်သည်ပြေးလွှားနေရင်ကောင်းကင်ရန်သို့မောကြည့်လိုက်သည်ထိုစဉ်ကောင်းကင်မှပင်ညင်းလျက်ကလေးစစ်သည်ပြင်းမြန်စွာပြန်တန်းဆင်းသက်လာသည်ဟေးအဟုန်မင်းဒီနေလေအယမ်းမြန်နေတာပဲလားဟူစစ်ကအားတက်တရောနှုတ်ဆက်လိုက်သည်အဟုန်ကပြုံးလိုက်ပြီးဟုတ်တယ်စစ်ငါတို့ဒီနေ့ကမ်းခြေအဆုံးထိပြန်ကြမလားဟူပြန်ပြောလိုက်သည်သူတို့တဦးစကားပြောနေစေပင်လေထဲမှကြောက်မက်ဖွယ်ကောင်းသောဆက်တန်ကြီးထွက်ပေါ်လာသည်ဒါမနစ်ဖြင့်ပြုလုပ်ထားသောကနန်းကြီးတစ်ကောင်ရည်ထဲမှတက်လာသည်ထိုဆက်ရုပ်ကြီးပေါ်တွင်လောဘကြီးသောဆက်ဆိုသည့်လူသားတစ်ဦးပါလာသည်ဒီကမ်းခြေကယတနာတွေကိုငါအကုန်ယူမယ်ဟူဆက်ကကြိုးဝါလိုက်သည်ဒါကိုငါတို့ခွင့်မပြုနိုင်ဘူးဟူအဟုန်ကအော်ပြောလိုက်သည်အဟုန်တင်စစ်တို့သည်ဆက်ရုပ်ကြီးကိုတားဆီးရန်အတူတကွတိုင်ပင်လိုက်ကြသည်စစ်မင်းကောင်းကင်ကနေကြည့်ပြီးငါမြေပြင်ကနေတိုက်ခိုက်မယ်ဟူအဟုန်ကအစီအစဉ်ဆွဲလိုက်သည်သူတို့တဦးသည်အဖွဲ့လိုက်အလုတ်လုတ်ရန်အသင့်ဖြစ်နေပြီအဟုန်သည်ဆက်ရုပ်ကြီး၏ခြေထောက်များကိုပတ်ကားခြင်းမြန်စွာပြေးပတ်လိုက်သည်သူ၏အရှိန်ကြောင့်သဲမုန်တိုင်းငယ်တစ်ခုဖြစ်ပေါ်လာသည်ဆက်ရုပ်ကြီးသည်အဟုန်ကိုလိုက်မမိပဲရင်းရိုင်သွားသည်မင်းငါကိုဖမ်းလို့မရပါဘူးဟူအဟုန်ကစိန်ခေါ်လိုက်သည်စစ်သည်ကောင်းကင်မှနေ၍ဆက်ရုပ်ကြီး၏အားနည်းချက်ကိုရှာဖွေနေသည်သူသည်ပင်လယ်ထဲမှကြောက်ခဲအကြီးကြီးတစ်လုံးကိုချိမလာပြီးဆက်ရုပ်ကြီး၏ခေါင်းပေါ်သို့ပစ်ချလိုက်သည်ဆက်ရုပ်ကြီးသည်တော်ခါသွားပြီးဆက်သည်ဒေါသတကြီးအော်ဟစ်တော်သည်ဟာဟာဒါကငါရဲ့လေချောင်းတိုက်စစ်ပင်ဟူစစ်ကအော်လိုက်သည်ဆက်ရုပ်ကြီးသည်ဒေါသထွက်ကအမြန်နှိုးမြင်ပြီးအဟုန်နောက်သို့လိုက်တော်သည်လမ်းတွင်ကြီးမားသောကြောက်ဆောင်ကြီးများပြိုကျလာသည်အဟုန်တစ်စစ်တို့သည်ထိုအန်တရများကိုကြွားကျင်စွာရှောင်ကွင်းခဲ့ကြသည်စစ်သတိထားဟိုမှကြောက်ဆောင်တွေပြိုနေပြီးဟူအဟုန်ကသတိပေးလိုက်သည်ရှေ့တွင်ပင်လယ်အော်ကြီးတစ်ခုခံနေသည်အဟုန်သည်ရေကိုဖြတ်ကျော်ရန်ခက်ခဲနေစဉ်စစ်ကအဟုန်၏လက်ကိုတားဖမ်းလိုက်သည်စစ်သည်အဟုန်ကိုချီမကရေပြင်းပေါ်မှအရှိန်ဖြင့်ပြန်သန်းသွားသည်ကျေးဇူးပေးတငယ်ချင်းငါတို့အဖွဲ့ကအကောင်းဆုံးပင်ဟူအဟုန်ကဝမ်းသာအားရပြောလိုက်သည်နောက်ဆုံးတွင်သူတို့သည်ဆက်ရုပ်ကြီး၏ရှေ့သို့ရောက်သွားသည်ဆက်သည်ဆက်ရုပ်၏လက်မကြီးဖြင့်စစ်ကိုဖမ်းရန်ကြိုးစားသည်အခုတော့မင်းတို့အထက်ပင်ဟူဆက်ကရင်မောလိုက်သည်သို့တော်စစ်သည်အလွန်ပြင်းမြန်စွာရှောင်တိန်နိုင်ခဲ့သည်အဟုန်သည်ကမ်းခြေရှိရှင်းဟောင်းပူရပြက်ကြီးတစ်ခုအနီးတွင်တောက်ပနေသောရွှေရောင်ပတ္တမြကြီးတစ်လုံးကိုတွေ့လိုက်သည်ထိုပတ္တမြ၏စွမ်းအင်ကြောင့်အဟုန်သည်ပုံမမြန်ဆန်သောစွမ်းအားများကိုရရှိသွားသည်သူ၏ခန္ဓာကိုယ်တစ်ခုလုံးရွှေရောင်များတောက်ပလာသည်ရွှေရောင်စွမ်းအင်များဖြင့်အဟုန်သည်ပေါ်လုံးတစ်လုံးကဲ့သို့လက်ကာဆက်ရုပ်ကြီး၏အလဲ့ဗဟုကိုပြင်းထန်စွာတိုက်ခိုက်လိုက်သည်ဝုန်းကနေအတန်ကြီးနှင့်အတူဆက်ရုပ်ကြီးသည်အပန်းပိုင်းပြတ်ကာပျက်စီးသွားသည်ဆက်သည်ကြောက်လန့်တကြားဖြင့်ပင်လယ်ထဲသို့ခုန်ချထွက်ပြေးသွားတော့သည်နေဝင်ချိန်တွင်ကမ်းခြေသည်အလွန်တပ်ပနေသည်အဟုန်တစ်စစ်တို့သည်သဲတောင်ပြင်ပေါ်တွင်အတူတူထိုင်နေကြသည်ငါတို့အတူတူရှိရင်ဘယ်ရန်သူကိုမဆိုအနိုင်ယူနိုင်တယ်ဟူအဟုန်ကပြောလိုက်သည်သူတို့တဦးသည်မြန်မာကမ်းခြေ၏ငင်းချမ်းရေးကိုကာကွယ်နိုင်ခဲ့ပြီဖြစ်သည်